ကဲလောကကြီးတစ်ခုလုံးအိမ်မောကြနေတဲ့ညာတန်းကောက်ရင်တဲ့ချင်းမှာပေါ့ဗျာဘသူမှမမြင်နိုင်တဲ့အမောင်တို့တွေကလျှို့ဝှက်ချက်တစ်ခုဟာလန်ဒန်မြို့ရဲ့လမ်းမတွေပေါ်ကိုရောက်ရှိလို့နေပါတယ်မိဘမဲ့ဂေဟာကဆိုဖီဆိုတဲ့မိန်းကလေးဟာအိမ်မပြောနိုင်မဲ့ပရင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေမိတယ်လေအဲ့ဒီအချိန်မှာပဲအစောဦးရဲ့အရိတ်ကြားထဲမှာထူးဆန်းတဲ့သတ္တဝါကြီးတစ်ကောင်လှုပ်ရှားနေတာကိုသူမှမြင်လိုက်ရပါတယ်အဲ့ဒီအရာဟာလူသားတစ်ယောက်တည်းအစပေါင်းများစွာကြီးမားနေပြီးဝိယုံအမြဲကြီးကိုခြုံထားတာပါဆိုဖီတစ်ယောက်ကြောက်လန့်တကြားနဲ့ကတိန်အောက်မှာပုံနေပြီမဲ့โอเคနောက်ကျသွားပါပြီအေးရမှာလက်ဖွားကြီးတစ်ဖက်ဟာပရင်းဖောက်ကိုကြော်ဖြက်ပြီးသူမကိုစောင်းတဲ့အတူပတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီတရဝါကြီးဟာဆိုဖီကိုချီမပြီးမြို့ပြန်ကိုအရှိန်ဟုန်နဲ့ပြေးထွာသွားပါတယ်သူဟာတိမ်တွေကိုကြော်ဖြက်ပြီးလူသားတွေတခါမှမရောက်ဖို့တဲ့အရက်ဒေတာတစ်ခုစီကိုဥတီးနေတာပါနောက်ဆုံးမှာတော့သူတို့ဟာနှင်းမြူတွေဖုံးလွှားနေတဲ့တောင်တန်းကြီးတွေကိုကြော်ဖြက်ပြီး Giant Country လို့ခေါ်တဲ့ဘလူးတွေရဲ့နယ်မြေကိုရောက်ရှိသွားပါတယ်ဆိုဖီယာအဲ့ဒီဘလူးကြီးရဲ့အိမ်ထဲမှာအသားစားဖို့ပြင်ထားတဲ့ဓာကြီးတွေကိုမြင်လိုက်တဲ့အခါသူမရဲ့အသက်ဖဲသွားအလွန်အမြင်ထိတ်လန့်သွားခဲ့ရပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီဘလူးကြီးဟာသူမကိုစားဖို့ကြိုးစားတာမျိုးမဟုတ်ပဲနူးညံ့တဲ့စကားသံနဲ့စတင်နှုတ်ဆက်လိုက်တာပါသူဟာသူ့ကိုယ်သူ The BFG လို့မိတ်ဆက်ထည့်ပါတယ်သူဟာတခြားဘလူးတွေလိုလူသားတွေကိုမစားပဲ Snow Scamper လို့ခေါ်တဲ့အရသာစိုးလွှားတဲ့အသီးတွေကိုပဲစားသုံးပြီးအသက်ရှင်နေသူဖြစ်ပါတယ်တဲ့ဗျာသူဆိုဖီကိုဖမ်းလာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့တီးရှိမှုကိုလူသားတွေတိသွားမှစိုးရင်လိုပဲဖြစ်ပါတယ်တသက်လုံးဒီကျွန်းပေါ်မှာပဲပိတ်လောင်ခံရတော့မယ်ဆိုတာသိလိုက်ရတဲ့ဆိုဖီအပရာဒါဟာအိမ်မက်ဆိုတခုလိုပါပဲဒါပေမဲ့ The BFG တဲ့ပိုပြီးကြောက်စရာကောင်းတဲ့အရာတွေဟာဒီကျွန်းပေါ်မှာရှိသေးပါတယ်အဲ့ဒါကတော့လူသားတွေကိုအစင်းလိုက်ဝါးစားတတ်တဲ့အေယာမဘလူးကြီး9កောင်ပဲဖြစ်ပါတယ်အဲ့ဒီထဲမှာ Flash Lamp Eater ဆိုတဲ့ဘလူးကြီးကတော့အခက်ဆုံးပါပဲသူတို့ဟာ The BFG တဲ့နှစ်ဆလောက်ပိုကြီးကြပြီးတစ်ချိန်လုံးလူသားအသားကိုပဲတောင်းတနေကြတာပါတမီးမှာတော့အဲ့ဒီဘလူးကြီးတွေဟာ The BFG ရဲ့အိမ်ထဲမှာလူသားရဲ့အနံ့ကိုရသွားကြပါတယ်ဆိုဖီဟာအသက်ရှူဖို့တောင်ပြောင်းနေရတဲ့အခြေအနေမျိုးနဲ့ပုံအောင်နေရပြီး The BFG ကတော့သူမကိုကာကွယ်ဖို့အတွက်နီးလဲမျိုးစုံနဲ့လိန်ညာလျက်ပြားခဲ့ရပါတယ်ဒီဖြစ်စဉ်ကတွေဆိုဖီဟာတခုကိုနားလဲသွားပါတယ် The BFG ဟာဘလူးကြီးတွေကြားမှာအများနဲ့နှိပ်စက်ခံနေတဲ့အာတန်းသူတယောက်ဖြစ်နေတာပါအဲ့ဒီနောက်မှာတော့ The BFG ကသူမကိုသူ့ရဲ့အလုတ်ခွင်ရဲ့ Dream Country စီကိုခေါ်သွားပါတယ်အဲ့ဒီနေရာဟာလွန်လှပပြီးအိမ်မက်တွေဟာလေထဲမှာအယောင်သွေးစုံလုံးစွာနဲ့ပြန်တန်းနေကြတာပါ The BFG ဟာအဲ့ဒီအိမ်မက်တွေကိုဖမ်းယူပြီးပလင်းလေးတွေထဲမှာသိမ်းဆည်းထားပြီးညဘက်တွေမှာလူသားငယ်လေးတွေစီကိုလိုက်လံဝေငှပေးတာဖြစ်ပါတယ်သူဟာအိမ်မက်ဆိုးတွေကိုတော့ဖျက်ဆီးပစ်လိပျော်ရွှင်စရာအိမ်မက်တွေကိုပဲကလေးတွေစီကိုပို့ဆောင်လေးရှိပါတယ်ကဲဆိုဖီနဲ့ The BFG တို့ရဲ့တောင်းရော်ခြင်းဟာတနေ့ထက်တနေ့ပိုပြီးနဲ့ကြီးသွားပြီပါဒါပေမဲ့ဘလူးကြီးတွေရဲ့ရန်ပြုမှုကလည်းပိုပြီးပြင်းထန်လာခဲ့တာပေါ့ဘလူးကြီးတွေဟာလန်ဒန်မြို့တွေကိုဝင်ရောက်ပြီးကလေးတွေကိုဖမ်းဆီးစားတောက်ဖို့ပြင်ဆင်နေကြတာပါဒီအချိန်ကိုရပ်တန့်ဖို့အတွက်ဆိုဖီခရဲရင်တဲ့အစီအစဉ်တစ်ခုကိုထုတ်ဖော်လိုက်ပါတယ်အဲ့ဒါကတော့အင်္ဂလန်နိုင်ငံရဲ့ဘုရင်ကြီး Queen စီမှာအကူအညီတောင်းဖို့ပါ The BFG ဟာ Queen အိပ်ပျော်နေတဲ့အချိန်မှာဘလူးကြီးရဲ့အန်ဒီရဲ့အကြောင်းကိုအိမ်မက်အထိထည့်သွင်းပေးခဲ့တာပါနောက်ကနေ့မနက်မှာတော့ဆိုဖီဟာ Buckingham Palace ရဲ့ဗရင်ပေါက်ကပေါ်လာပြီး Queen နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပါတယ် Queen ဟာအစပိုင်းမှာဒါကိုမယုံကြည်နိုင်ပေမဲ့ The BFG ကိုယ်တိုင်နန်းတော်ဝင်ထဲမှာပေါ်လာတဲ့အခါမှာတော့တကဘာလုံးအတွက်ကြီးမားတဲ့ချင်းဖြောက်မှုရှိနေပြီဆိုတာကိုသဘောပေါက်သွားမှာတော့တယ် Queen ဟာချက်ချင်းပဲစစ်တပ်ကိုအမိန့်ပေးပြီး Giant Country ကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်ဟယ်လီကော်ပတာတွေနဲ့စစ်သားတွေဟာ The BFG ရဲ့လမ်းပြမှုအတူ Giant တွေရဲ့နေမြေတွေကိုကျူးကျော်ဝင်ရောက်သွားကြပါတယ်တိုက်ပွဲဟာအလွန်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဘလူးကြီးတွေဟာသူတို့ရဲ့ခွန်အားကိုယုံကြည်ပြီးပြန်လည်ခုခံပေမဲ့လူသားတွေရဲ့ခက်မီနီးပညာနဲ့လက်နက်တွေရှေ့မှာတော့ဒူးထောက်ခဲ့ရပါတယ် The BFG ဟာလည်း
သူ့ကိုအမြဲတမ်းနှိပ်စက်ခဲ့တဲ့ဘလူးကြီးတွေကိုတွန်းလှန်ပြီးဆိုဖီကိုကာကွယ်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့အသားစားဘလူးကြီးအားလုံးကိုဖမ်းဆီးပြီးပင်လယ်အလယ်မှာဝေးလံတဲ့ကျွန်းစီကိုပို့ဆောင်လိုက်ပါတော့တယ်အဲ့ဒီကျွန်းမှာတော့သူတို့အလွန်မုန်းထိတ်တဲ့ Snow Scamper အသီးတွေကိုပဲတသက်လုံးစားသုံးသွားရမှာပေါ့ဗျာအရာလုံးပြီးဆုံးသွားတဲ့အခါမှာတော့အေးချမ်းမှုဟာပြန်လည်ရောက်ရှိလာပါတယ်ဆိုဖီဟာနန်းတော်ထဲမှာခိုးပိုင်အခန်းလေးနဲ့ပျော်ရွှင်စွာနေထိုင်ခွင့်ရခဲ့ပြီး The BFG ကတော့ Giant Country မှာပဲဆက်လက်နေထိုင်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်မမေ့သွားကြပါဘူးဆိုဖီဟာလေထဲကိုစကားလမ်းပြီးပြောလိုက်တိုင်းမှာ The BFG ဟာသူ့ရဲ့ကြီးမားတဲ့နရွက်ကြီးတွေနဲ့အမြဲတမ်းနားထောင်ပေးနေခဲ့ပါတယ်သူတို့ရဲ့တငယ်ချင်းဖြစ်မှုဟာကမ္ဘာတစ်ခုကြားမှာခိုင်မြဲတဲ့သင်းလိုဖြစ်နေခဲ့ပါပြီအမောင်ဆုံးညတွေမှာတော့မှကျွန်တော်တို့ကိုကာကွယ်ပေးမဲ့အိမ်မက်စောင့်နေသမီးတစ်ပါးအမြဲတမ်းရှိနေတတ်ပါတယ်